အားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့အရာတိမှတ်ဖွယ်ရာအကြောင်းအရာလေးတွေကိုအမြဲလိုတင်ဆက်ပေးနေတဲ့ Super YouTube Channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ရပါတယ်နော်။ဟုတ်ကဲ့ပါပရိသတ်ကြီးရေလူကြီးမင်းတို့အနေနဲ့လောကဖြစ်စဉ်တွေထဲကနေခွဲထွက်ပြီးထူးခြားဆန်းပြတဲ့အရာတွေကိုမှစိတ်ဝင်စားတယ်ဆိုရင်အခုပြောပြမယ့်အကြောင်းအရာလေးတွေကလူကြီးမင်းတို့တက်အများကြီးအထောက်အကူဖြစ်မယ်လို့ယုံကြည်ပါတယ်နော်။အစားအသောက်တွေမှာဆိုရင်အခြားသူစားပြီးသားအစားအစာတွေကမစားသင့်တာမှန်ပေမဲ့အခုပြောပြတဲ့အကြောင်းလေးမှာကတော့မတူပါဘူးနော်။ပြောရမယ်ဆိုရင်စားပြီးသားဆိုရင်တော့ငကိုရည်သွေးတွေရောကြမသွားပဲပိုပြီးကောင်းနေတတ်တာကိုကြုံဖူးတဲ့သူတွေဆိုသိမယ်လို့ထင်ပါတယ်နော်။ဒီလိုအမျိုးသမီးတွေဆိုတာအခက်အခဲတွေကိုကြုံမှုပြီးသားဖြစ်တာကြောင့်စိတ်သက်ပိုင်းဆိုင်ရာမှာပုံမကြန့်ခိုင်းနေတတ်ပြီးတော်ရုံလူမျိုးကိုလည်းမယုံကြည်တတ်ကြပါဘူး။ဒါကြောင့်လဲကျမတို့စီမှာကိုဝင်နားကိုချင်နေဆိုရင်နှစ်ဦးကြားကစကားပြောဆိုမှုတွေကိုအချိန်ယူတိဆောက်ပြီးဘာကိုသဘောကျတတ်လဲဘာတွေကိုမကြိုက်ဘူးလဲဆိုတာကိုအချိန်လေးလာသင်ပါတယ်နော်။လူကြီးမင်းတို့ပေါ်မှာအရေးပေးလာပြီးဆိုရင်တော့နိုင်ငံတနိုင်ငံကိုအုပ်ချုပ်ခွင့်ရလိုက်သလိုပါပဲ။ငွေရေးကြေးရေးကားစကျမတို့ဘက်ကတက်နိုင်သလောက်ဖြည့်ဆည်းပေးတတ်ကြတာပါ။အရာရာကိုနားလည်ပြီးခန်းစားသိရှိပြီးသားသူတွေဖြစ်တာကြောင့်လေဘယ်ဟာကချိုတယ်ဘယ်ဟာကခါတယ်ဆိုတာကိုပြောစရာမလိုအောင်မြင်တာနဲ့နားလေသူတွေဖြစ်ပါတယ်။ဒါကြောင့်လဲတနက်စားပုံစံနဲ့ချင်းကပ်သူတွေအတွက်ဆိုရင်အလုံးမဖြစ်တတ်ကြပါဘူးနော်။မြစ်တာရေပြင်ကျဲမှာကုခက်ကြပြီဆိုရင်လဲကိုယ့်တက်ကိုပဲမကြည့်တတ်ကြပါ။တန်ဖိုးရှိသွားစေတဲ့အချက်လို့ပြောရပါမယ်။ကျမတို့အရေးချင်းရှိကြောင်းနဲ့ထပ်ပြီးတော့ထားသွားခဲ့ရမှာကိုမလိုလားကြတာကြောင့်လဲပညာစုံစုံလင်းလင်းနဲ့ဖြောဖြေတင်ဆက်တတ်ကြတဲ့ရုပ်သေးရုပ်လေးတွေဖြစ်ပါတယ်ရှင်။မြစ်တာချင်းဖလဲတန်ရောစင်တွေကိုညီတွေ့ကြပြီးဆိုရင်လဲတာမန်ထက်လောဘကြီးတတ်ကြတာကြောင့်လူကြီးမင်းတို့အတွက်ရေမီးအဆုံသာပြင်ဆင်ထားရုံပါပဲ။ကောက်ဆိုင်သမားတွေလို့အလုတ်ကျိုးစားရတာကိုကြိုက်တဲ့သူတွေဖြစ်တာကြောင့်လေလူကြီးမင်းတို့ကကောက်ပင်လေးတွေကိုတေချာဆိုင်ခိုင်းပြီးအကျဉ်းသားချိုလေးတွေကိုချိန်လုံးတစ်ဖွဲထိန်းချုပ်ကင်တဲပြီးအခိုင်စီတရားလိုစီခိုင်းနိုင်မယ်ဆိုရင်တော့တာယာပျော်ရွှင်ရမှာတေချာပါတယ်ရှင်။ကြားတစ်ခေါက်ရည်ညံ့ငတ်ပြီးရေတောက်ဆင်းသလိုအလုတ်ကျိုးစားပြတာမျိုးကအလိုအလားဆုံးနဲ့အမျော်လင့်ဆုံးဖြစ်လို့လူကြီးမင်းတို့ဘက်ကအလိုက်တသိနဲ့မြစ်တာပြေးထားနိုင်ဖို့တော့လိုပါတယ်ရှင်။ဒါမှလည်းရေရှည်မှာအဆင်ပြေပြီးခံထားတဲ့နိုင်ငံတော်ကြီးတရက်ကိုထူထောင်နိုင်မှာဖြစ်ပါတယ်နော်။ဟုတ်ကဲ့ပါရှင်။ဒီလောက်ဆိုရင်တော့သူများနဲ့မတူတဲ့ကဘာမြေမှာရှင်သန်ကြတဲ့အခါဘာတွေလိုအပ်မလဲဘလို့အခက်အခဲတွေရှိမလဲဆိုတာကိုနားလည်သဘောပေါက်လာပြီလို့ထင်ပါတယ်နော်။ဒါဆိုရင်တော့အကြောင်းအရာလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါစီရှင်။ဟုတ်ကဲ့ပါပရိသတ်ကြီးရေအခုပြောပြပေးခဲ့တဲ့အကြောင်းအရာလေးတွေကိုကြိုက်နေတဲ့ပြီးသဘောကျတယ်ဆိုရင်ကျမတို့ရဲ့ YouTube Channel လေးကို Like and Subscribe လေးနှိပ်ပြီးအားပေးသွားကြပါဦးနော်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။